သူမရဲ့ယောက်ျားကိုလောက်ကြံပေးဖို့ရီစာဟောင်းဖြစ်သူကိုအကြိမ်ကြိမ်ပူစားတယ်အဲ့ဒါကိုရီစာဟောင်းကအမြင်ကပ်လာပြီးတော့ FBI ကိုအကြောင်းကြားလိုက်ကသူမရဲ့ရုပ်မာမှုတွေကိုဖော်ထုတ်လိုက်တယ်စုံတော့ကကြေးစားလူသက်သမားအဖြစ်ဟန်ဆောင်လိုက်ပြီးတော့ဒါလီယာနဲ့တွေ့ဆုံကြပါလေရော When it's done, you have to have an option to change your mind. Determined already. I'm positive, like 5,000% Charlotte. Okay. အခင်းဖြစ်ပွားမဲ့အချိန်ကနီးကပ်လာတော့ဒါလီယာကရှောင်ထွက်သွားတဲ့အခါမှာပဲ FBI ကယောက်ျားဖြစ်သူမိုက်ကယ်ရဲ့အိမ်ထဲကိုဝင်သွားပြီးတော့ဖြစ်စဉ်တစ်ခုလုံးကိုပြောပြလိုက်တယ်ပြီးရင်ဖြစ်ရက်မှန်မှုခင်းတွေကိုရိုက်ကူးတဲ့ကင်မရာအဖွဲ့ကရောက်ရှိလာပြီးတော့လောက်ကျန်မှုကြီးကပြီးမြောက်သွားတဲ့ပုံစံမျိုးဖန်တီးလိုက်တယ်အဲ့ဒီချိန်မှာဒါလီယာပြန်ရောက်လာပြီးတော့အပြစ်ကင်းတဲ့ပုံစံမျိုးနဲ့ Listen, right now we need to get this safe. မိုက်ကယ်ကဘာကြောင့်တစ္ဆာအဖောက်ခံရတာလဲဆိုရင်သူကိုယ်တိုင်ကလည်းစီးပွားရေးအဆင်ပြေလာတော့ပထမအိမ်ထောင်ကိုစွန့်ပစ်လိုက်ပြီးအငယ်ကိုကောက်ယူလိုက်တာဖြစ်လို့ပြန်ပြီးတော့ဝစ်လေသွားတာမျိုးဖြစ်တယ် You're going to I jail. didn't do anything, please. I didn't do anything. Quit your acting. Show them the film where you say you're 5,000% sure you. Oh my God. Here's alive. Come here, please. Come here. Mike, come here. Come here, please. Come here. Can't fix it. Why not? I didn't do anything I to heard you. you. Mike, come here, please. Come here. အနောက်တိုင်းကတရားရုံးတွေမှာအပြစ်ရှိတယ်မရှိဘူးဆိုတာကိုတရားသူကြီးကဆုံးဖြတ်ရတာမျိုးမဟုတ်ပဲဒေတာခံလူကြီး12ယောက်ကဆုံးဖြတ်ရတာဖြစ်တယ်။ online မှာနာမည်ကြီးနေတဲ့ဒါလီယာရဲ့ဗီဒီယိုတွေကိုကြည့်ထားကြတဲ့ဂျူရီဖြစ်တဲ့လူကြီးတွေကပုဂ္ဂိုလ်ရေးအမြင်တွေရှိနေတာကြောင့်အနှစ်20တောင်ချမှတ်လိုက်တယ်။ဒါပေမဲ့နောက်ပိုင်းမှာတစ်ဖက်ဆောင်ဖြစ်နေတဲ့အမားကိုထောက်ပြနိုင်ခဲ့တာမို့နှစ်အနည်းငယ်ကို short ချပေးလိုက်တယ်